အိမ်ဝါစင်း ယောက်ျားလေးဆိုတော့လှေကား3နှစ်စင်းလူပြပြန်ဖြစ်တယ်နော်ဒီအိမ်မှာလှေကားအထက်30ရှိတယ်ငါ10ကားပြန်လူပြပြန်ဖြစ်တယ်နားလေလားကျေးဇူးပဲနော်ရပါတော့ကွာမိုင်းလိုက်ကွာရီလာ ဩဘယ်နဲ့ယူလာလဲထောက်လာတော့မင်းမင်းမနဲ့များမှားပြလိုက်ကွာလိုက်မယ်မနော်ကျောင်းသားလေးရောနည်းနည်းလေး အေးအောင်ဒီအချိန်မှာငါလူအိုလူလို့နော်အဲ့တော့ငါလည်းဘာမှရှောင်မနေနိုင်ဘူးဥတဲ့လူရပဲကွာဘလို့နေလို့တာလဲပါပါရဲ့ပပမင်းမချင်းတခါမှမဖတ်ဘူးတော့ဘလို့လို့ကျင်နာတတ်မှာလဲလို့မင်းသား sorry နော် ခင်မောင်သိန်းဒီတော်ဖြစ်နေတာပဲတောင်ပြင်းမရှောင်မြက်ခင်းမမရှောင်တော်ပလူးနေဟဲ့လားငါနဲ့တော်ကိုလှုပ်ချင်နေပြီနော် မလီလှုပ်ချင်နောက်မှတက်တက်လှုပ်နော်ညီနဲ့ချင်းပေးမယ်ဟုတ်ပြီလား တတလေးချက်စီရဲ့ပထမဆုံးအချိန်နဲ့အရှင်တူတာပဲအော်ဘလို့လို့ဖြစ်နိုင်မှာလဲလို့ဘလို့လို့ဖြစ်နိုင်မှာလဲပြီးတော့မိဘကိုလည်းမစော်ကားချင် ငါ့ကိုရန်လာလုံနေနဲ့နင်တို့ကိုက်လိုက်မယ် အာကိုက်နင်းလို့ကြိုက်ပါ get up မီအောင်နေတဲ့ချင်းနေတဲ့လာပါလေးကိုဒီလိုပဲဒီပါယူနော်ကိုသားသမီးကိုကိုလိုက်မဟုတ်ကောက်ကလေးလုံးဝမစင်းစားနဲ့နော်ခင်ခင်ဆန်မဲစားနေတာကျမပြန်မကြားချင်ဘူး ဒီကောင်လေးဟန်ဆောင်နေရပေါ့တော်ရုံမာရဲ့ကောင်